ဒီနှစ်ခုကျွန်တော်တို့စဉ်းစားပြီးတဲ့နောက်မှာတော့ capability လို့ခေါ်တဲ့လူတွေကအလုပ်တွေလုပ်နေကြတာခါကြရင်ကျွန်တော်တို့ကဝန်ထမ်းတွေရဲ့ capability ကြောင်းပြောတယ်ဆိုရင် training တွေနဲ့အများနဲ့စဉ်းစားတာနော်တင်တန်းတွေတော့ပေးလိုက်တာပဲဆရာတွေခေါ်ကြတယ်ကုမ္ပဏီမှာဒီခါကျရင်ကျွန်တော်အများနဲ့ပြောပါတယ်ဆရာတွေခေါ်ပြီး corporate training တွေပေးတယ်ပြီးတော့ပြီးသွားတယ်ဝန်ထမ်းတွေ review မေးကြည့်တယ်ကောင်းလားဆရာစာတင်တာကောင်းလားကောင်းတာပေါ့ဘာဖြစ်လို့လဲရီရလို့ဟာဆရာစာတင်တာကောင်းလားမကောင်းလားဝန်ထမ်းတွေမေးလိုက်ရီရလို့လေဒီအဲ့ဆရာပြန်ခေါ်ပေးပါတယ်ရီရချင်းဟာတာချင်းကြီးလို့ဒါကြောင့်မလို့ကျွန်တော်တို့စဉ်းစားတဲ့အခါမှာလုပ်ငန်းခွင်မှာ scale တစ်ခု training တစ်ခုပေးပြီးသွားရင်အဲ့ဒါကို practice ပြန်လုပ်နိုင်တဲ့ culture မျိုးဖြစ်ဖို့လိုတယ် training ကတော့သိအောင်တော့သင်ပေးလိုက်မှာ sharing လုပ်ပေးလိုက်မှာနားလဲအောင် practice ပြောင်းလုပ်ဖို့ဆိုတာကျွန်တော်နဲ့ဆိုင်လာတဲ့ဖွဲ့စည်းတွင်းမှာအဲ့တော့သင်တန်းဆက်တယ်ပြီးသွားတယ် slide တွေပေးလိုက်တယ်စာအုပ်တွေပေးလိုက်တယ်သင်တန်းမှာတော့ပြောကြဆိုကြပြီးအဲ့စာအုပ်တွေဘယ်မှာပြန်ရှာမှမသိကောင်းနဲ့မှတ်မိတာပါလေခုနဆရာပြောရတဲ့ဟာတာတွေပဲမှတ်မိလက်တွေ့သုံးနိုင်တဲ့ဟာဘာရှိလဲလက်တွေ့လုပ်ငန်းခွင်ထဲမှာပြန်လဲအသုံးချနိုင်တဲ့ practice လုပ်နိုင်တဲ့ဟာမျိုးပါရှိလဲ manager တွေဒါတွေပြန်ကြည့်ရမယ်နော်ပြီးတော့လက်တွေ့မှာအဲ့ဒီ feedback တွေသူတို့လုပ်နေတဲ့လုပ်ငန်းတွေပေါ်မှာကျွန်တော်တို့ feedback တွေပြန်ပြီးတော့တိဆောက်ပေးရမယ်အဲ့တော့ပြန်ကြည့်ရအောင် training နဲ့ capability ကို ratio သွားမချပါနဲ့ training ပေးတာနဲ့ performance မတက်သွားဘူးနော် training ပေးလိုက်တာနဲ့ပဲ performance ကတက်သွားမှာမဟုတ်ဘူး training တက်ပြီးတော့ပြန်မသုံးတက်တာ practice မရှိလို့ဆက်မလုပ်တော့တာတွေ feedback လည်းမရအောင်ကောင်းမှန်းဆိုမှလည်းမသိဘူးရန်တမ်းပြီးကစ်နေတာအကုန်လုံးအကြံဉာဏ်လည်းမရအောင် manager follow လည်းမလုပ်ဘူးအဲ့တော့ကျွန်တော်တို့ရဲ့ capability ဘယ်လောက်ကောင်းနိုင်မလဲဒါကြောင့်မလို့ဝန်ထမ်းတွေရဲ့ capability ကောင်းဖို့ဆိုရင်တဲ့ခုနကပြောတဲ့အလုပ်ထဲမှာလုပ်နေုံတော့မဟုတ်ဘူးတင်တော့တင်ပေးလိုက်တယ်ဆရာကြီးကျွန်တော်တို့ကတော့တင်ယူလေးလာမှုတဲ့ training တွေပေးပါတယ် corporate တွေလည်းစီစဉ်ပေးပါတယ်ဒါပေမဲ့ဝန်ထမ်းတွေရဲ့ performance ကတက်မလာဘူးလို့ပြောရင်ရှေ့မှာကျွန်တော်ပြောတဲ့ချက်တွေကိုပြန်ပြီးတော့စဉ်းစားကြည့်ဖို့လိုတယ် training မှာ practice ရှိဖို့လိုတယ်သင်ကြားခဲ့တဲ့ဟာတွေဘယ်လိုလက်တွေ့ပြန်လဲသုံးချနိုင်မလဲအဲ့ဒါလုပ်ငန်းဝင် saturation မှာဖန်တီးပေးထားအောင်ပြီးသွားရင်တို့လုပ်တဲ့ဘိုင်းတွေမှာကောင်းချင်းဆိုးချင်းဘယ်ဟာတွေကကောင်းနေတယ်ဘယ်ဟာတွေကတော့မကောင်းတော့ဘယ်ဟာတွေကတော့လိုအပ်နေတယ်ဆိုတဲ့ဟာကိုအကြံဉာဏ်လဲပေးရလိမ့်မယ်မရဘူးဆိုဘာမှမထူးဘူးတဲ့အဲ့ဒါတွေကို manager တွေက follow လုပ်အောင်ပါ training တွေခေါ်ပေးလိုက်တယ်အပြင်ကဆရာတွေခေါ်ပေးတယ်သင်တန်းတွေပေးလိုက်တယ်ပြီးသွားတယ်နောက်ဆက်လုပ်မယ်လို့မရှိဘူးကျွန်တော်ခုနပြောလို့စာအုပ်တွေပုံနေတယ် slide တွေစာရွက်တွေထုတ်လာတယ်သင်တန်းစာရွက်တွေမမှလည်းမင်းပြန်ရှာရအောင်ပဲမှတ်လည်းမမှတ်မိတော့ဆိုတော့ကျွန်တော်တို့ capability အရေးကြီးတယ်အဲ့ဒီ capability ရနိုင်မှုအလုပ်ထဲမှာတကယ်လုံးနိုင်မှုအတွက်ကိုကျွန်တော်တို့ကတေးသေးချာချာပြင်ဆင်ပေးဖို့လိုတယ်တဲ့အဲ့ဒီအခြေအနေမရှိဘူးဆိုရင်တော့ကျွန်တော်တို့ဘာမှတိုးတက်မှာမဟုတ်ဘူးအဲ့တော့ capability နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီမှာ real capability formula လေးတစ်ခုကျွန်တော်တို့ထည့်ပြီးစဉ်းစားထားဖို့လိုတယ် scale practice fever ဆို real performance သိထားတယ်လက်တွေ့ပြန်လုပ်တယ်ပြန်ပြင်တယ်အဲ့ဒါခဏခဏလုပ်ပါတယ်ခဏခဏလုပ်ပါတယ်မကြာခဏလုပ်ပါတယ်တော်တော်ကြာကြာလုပ်ပါတယ်ရေရှည်လုပ်ပါတယ် scale performance and feedback ဒါတွေက real performance ကိုရဖို့ကျွန်တော်တို့အနေနဲ့စဉ်းစားဖို့လိုတယ် capability ကြောင်းကိုပြောတဲ့ချိန်မှာလက်တွေ့နေတဲ့ sales training တက်ပြီးတော့ KPI မပြည့်ရင် training မကောင်းဘူးဆိုတာနဲ့လက်တွေ့မှာ practice and coaching မရှိဘူးဆိုတာကိုတခြားလေးလာဖို့လိုတာဒါပြီးသွားရုံနဲ့ပြီးနေတဲ့ချက်လည်းမဟုတ်ပါဘူးဒါလေးစက်ကြည့်